ကျဲဥမွေကြုံဒီတိုင်းကြော်စားနေရတာရိုးလာပြီဆိုရင်အခုကျွန်တော်ပြောပြမယ်နီလန်းလေးကိုစမ်းကြည့်တင်ပါရီခလေးသမင်းကြိုင်အစာပြေကြိုက်တယ်လို့စားလို့ရတယ်အကျဲဥကြော်နီတစ်ခုဖြစ်ပါရီပထမဆုံးအနေနဲ့တရုတ်ကျက်သွန်နီကြီးကြီးနှလုံးလိုအပ်ပါရီတစ်လုံးကိုတေးသေးလေးတွေဖြစ်အောင်လို့လှီးပေးရမယ်တေးသေးလေးတွေဆိုပေမဲ့ကျိတ်ဆက်သုံးလို့တော့မကောင်းပါဘူးအသေးလေးလေးပြီးသွားပြီဆိုရင်တော့နောက်ထပ်ကျက်သွန်နီတစ်လုံးကိုထိပ်ပိုင်းနဲ့ဖေမိုင်းအောင်ဖြတ်ပြီးတော့ကျက်သွန်ကွင်းလေးရအောင်လို့လှီးပေးရပါမယ်အကွင်းလေးရပြီဆိုရင်တော့ခဏဖယ်ထားပြီးတော့တခြားအစာပလာတွေရအောင်လို့လှီးဖြတ်ပေးရပါမယ်ဒုတိယအနေနဲ့ကျက်ဥသုံးလုံးကိုပကံထဲမှာထည့်ပြီးတော့ခလောက်ပေးရပါမယ်ပေးသွားပြီဆိုလို့ရှိရင်တော့ကျက်သွန်နီတွေပေါ်လောင်းပေးရပါမယ်လောင်းထားတော့မှပန်းသီးခါကြောင်နဲ့ငရုတ်သီးပွားတွေကိုလေးတောင်ပုံစံသေးသေးလေးထပ်ပြီးတော့လှီးပေးရပါမယ်အားလုံးလှီးပြီးပြီဆိုလို့ရှိရင်တော့ခုနကျက်ဥနဲ့ကျက်သွန်နီတွေနဲ့ရောပြီးတော့လိုအပ်တဲ့အသားမှုတွေကိုထည့်ပေးရပါမယ်စားတကြားအရသာမုံနဲ့အကြုံမုံငမ်းမြိုင်နေနေကိုထည့်ပြီးတော့တမအောင်မှွေပေးရမယ်အကုန်လုံးတမသွားပြီဆိုရင်တော့စီအိုးကိုစီတဲပြီးတော့ပူလောင်လို့ခဏစောင့်အောင်ပါမယ်ပြီးရင်တော့အကွင်းလိုက်လီးထားတဲ့ကျက်သွန်ကွင်းတွေကိုအစာသွတ်ပြီးစီပူနဲ့ကြော်လိုက်မယ်ဆိုရင်တော့ကျက်သွန်ကွင်းလေးတွေကိုရရှိပါပြီကြိုက်တဲ့ချိန်နဲ့အရသာရှိသုံးဆောင်လို့ရတဲ့ကျက်ဥကြော်ဟင်းပွဲလေးပဲဖြစ်ပါရီအင်းလျာလေးကိုကြိုက်နေတတ်တယ်ဆိုရင်အသေးပေးသွားကြဖို့လည်းမမေ့ပါနဲ့နော်